လူတယောက်ရဲ့ခြေထောက်တွေကိုကွင်းဆက်တန်ကျိုးနဲ့ချီနှောင်ထားပါတယ်။သူ့ကိုငမ်းမန်းတွေစာအဖြစ်ပင်လယ်ထဲပစ်ချဖို့ပြင်နေကြတာပါ။သူကတက်ညာဖို့အထက်ထက်တောင်းပန်နေပေမဲ့လူသက်သမားတွေကစိတ်ပြက်လာတာကြောင့်သူ့ကိုမချီပြီးတင်မောပေါ်ကနေပင်လယ်ထဲပစ်ချလိုက်ကြပါတယ်။သူအသက်လူပြီးရုံးကန်ရင်ရုပ်တဲတဲဖြစ်စဉ်ပိန်ပိန်ပါပါလူသက်သမားရဲ့တနက်ကိုလူယူလိုက်နိုင်ပါတယ်။တင်မောအောက်ခြေညမ်းတစ်ခုကြောင့်အသက်ဘေးကလွတ်သွားပေမဲ့ဝါဝတုတ်တုတ်လူသက်သမားကတန်ကြောက်ကိုပင်လယ်ထဲပစ်ချလိုက်ပါတယ်။ထို့သူကတင်မောအနောက်ဘက်ကတန်ပိုက်လုံးကိုအမိပြုပြီးကင်ထားစဉ်ဝါဝတုတ်တုတ်လူသက်သမားကလာကန်ရာသူ့ခြေထောက်ကိုတနက်နဲ့ပစ်ခတ်လိုက်ပါတယ်။ကြည်စံတတောင်းကလည်းပိန်ပိန်ပါပါလူသက်သမားရဲ့ဘဲဘက်နိုင်ရွက်ကိုထိမှန်သွားတာကြောင့်လူသက်သမားနှစ်ယောက်စလုံးနာကျင်စွာလဲကျသွားကြပါတယ်။ထိုသူကတင်မောပေါ်ပြန်တက်ဖို့ကြိုးစားပေမဲ့တန်ကြောက်ကလေးလွတ်နေပါတယ်။ပိန်ပိန်ပါပါလူသက်သမားကအခန်းထဲအမြန်ပြေးဝင်ပြီးစက်နိုးကရဲချ်တင်မောကိုတနာရီမိုင်100နှုန်းအထိအရှိန်မြင့်မောင်းထွက်လိုက်ပါတယ်။ထိုသူကတနက်ကိုသွားနဲ့ကိုက်ထားပြီးတန်ပိုက်လုံးကိုလက်နက်ဖက်နဲ့မြဲမြဲကင်ထားပါတယ်။တင်မောအရှိန်မြင့်လာသည့်နှင့်အမျှရေအောက်ကတန်ကြောက်ကြောင့်ဆွဲအားပိုတန်လာပြီးရေလိုင်းတန်ကြောက်ကိုက်ထားတဲ့တနက်လွတ်ကျသွားခဲ့ပါတယ်။လက်တွေလည်းစက်မကင်ထားနိုင်တော့ပဲရေအောက်ထဲစုပ်ဖြတ်ဝင်သွားကတန်ကြောက်ကြီးကသူ့ကိုပင်လယ်ပြင်အောက်ခြေထိဆွဲချသွားပါတယ်။ခြေထောက်ကတန်ကြိုးကိုယုံထွက်ဖို့ကြိုးစားပေမဲ့မလွတ်မြောက်ခဲ့ပါဘူး။အားလျှော့လူနေပါဖြစ်ခြင်းပတ်ဝန်းကျင်ကိုကြည့်လိုက်ရာရေကကြည်လင်နေတာကြောင့်မလန့်မကန့်မှလှိမ့်ဆင်းသွားတဲ့တနက်ကိုတွေးလိုက်ရပါတယ်။တန်ကြောက်ကိုသူ့ဘက်ဆွဲယူပြီးရရှိသမျှအားကုန်သုံးကတနက်ရှိရာဘက်ကိုခြေကန်ပြီးသွားလိုက်ပါတယ်။ဒီလှုပ်ရှားမှုတွေကြောင့်အောက်ဆီဂျင်အလင်းအမြန်ကုန်ဆုံးသွားပေမဲ့ကံကောင်းစွာနဲ့တနက်ကိုလှမ်းကင်မိလိုက်ပါတယ်။ခြေထောက်ကတန်ကြိုးကိုတနက်နဲ့တေးပြီးပြစ်ခတ်လိုက်ရာတန်ကြိုးပြတ်ထွက်သွားခဲ့ပါတယ်။သူရေမျက်နှာပြင်ပေါ်ရောက်အောင်အသက်လူကူးခတ်ခဲ့ပေမဲ့ပင်လယ်ပြင်ကျကြီးရဲ့အလယ်မှာရောက်နေပြီးအားရင်ကုန်ခန်းနေပါပြီ။ဒါပေမဲ့ကန်တရားကသူ့ကိုထပ်မံကူညီလိုက်ပါတယ်။အနားမှာဖော်ဘူးကုန်တစ်ခုမျောလာတာတွေ့လို့အားနောက်ဆုံးဆိုင်ပြီးကူးသွားကရင်းကိုဖက်တွေရင်းပင်လယ်ထဲမှာတစ်နေ့လုံးမျောပါနေခဲ့ပါတယ်။မျောလင်းချက်ကုန်ခန်းခါနီးမှာပဲအနောက်ဘက်ကနေလူငယ်တစုတင်ဆောင်လာတဲ့အမြန်စပီဘုတ်တစ်စီးရောက်ရှိလာပါတယ်။သူကအသက်ငတ်တော်မူဖြစ်ကြောင်းအချက်ပြလိုက်ရာလူငယ်တဦးကဘီယာတပလင်းပစ်ပေးခဲ့ပါတယ်။ပလင်းကိုဖွင့်တော်မူဆဲဆဲမှာပဲလှိုင်းလုံးတစ်ခုကသူ့ကိုရေထဲပြန်ရိုက်ချလိုက်ပါတယ်။သူ့ရဲ့တနာဆောက်ဖွယ်ပုံစံကိုကြည့်ပြီးလူငယ်တွေကရေမောခဲ့ကြပေမဲ့သဘောကောင်းလာတဲ့ထိုလူငယ်တွေကပဲသူ့ကိုလှေပေါ်ဆွဲတင်ပေးခဲ့ကြပါတယ်။သူတို့ရဲ့ကူညီမှုကိုကျေးဇူးဆက်သည့်အနေဖြင့်ထိုသူကလူငယ်တွေကိုရွှေတင်ကားပြားများမိုးရွာတပွဲလက်ဆောင်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်တက်နိုင်သမျှကောင်းမှုပြုကြပါကောင်းသောအကျိုးဆက်တွေပြန်လည်ရရှိမှာဖြစ်ပါတယ်